ခေါဖနက် CBC ပင်ပေါင်းမီနဲ့ထားကြပါတယ်ဆိုတဲ့စနစ်မြင်းဆောင်ကကောင်လေးတွေဟာဆိုရင်တော့ဖြစ်အများစုပြောကြတာကတော့14မြင်းဆောင်ကလာကြတယ်လို့ဆိုပါတယ်ဟုတ်မဟုတ်ကျွန်တော်လည်းမသိပါဘူးဆိုရစကင်းနဲ့မြန်မာပြည်မှာပထမဦးဆုံးမိုဘိုင်းလိကျဂိမ်းကိုကြေးပွဲကစားလို့ရပြီဆိုတာသိပြီးလားချဲပေါက်ရင်ခေါ်တီးပါမယ်ဆိုတဲ့ကိုပိုင်ဝမ်လို့သွားဆန်းကြည့်တင်ပါတယ်လူတိုင်းကဆိုရစကင်းကိုသိပြီးလူချင်းမင်းကမသိသေးဘူးဆိုရင်14မြင်းဆောင်ကိုပြောင်းနေပါလို့ပြောချင်ပါတယ်ရှောက်မတွေးပါနဲ့14မြင်းဆောင်ကအကုန်တိအကုန်တက်မလို့မေးလို့ရအောင်ပြောပြပေးတာပါလူကိုမေးလို့မရရင်ရေပိုက်နှကားကိုမေးလို့ရတယ်လို့14မြင်းဆောင်ကထောက်သမျှအဆိုတော်တွေစီမှာတယောက်ချင်းလိုက်မေးလို့လည်းရပါတယ်ဟုတ်ပါတယ်ဘာမှလည်းမဆိုင်ပါဘူးအောက်ပိုင်းကြီးနေကြတဲ့သူတို့လေးတွေဟာဆိုရင်ကြက်သေးရေပြားလို့ဘောင်းမီကိုဝတ်စင်တက်ကြလို့လူလို့တော့မထင်မိပါဘူးရှောက်မတွေးပါနဲ့ကြက်သေးနဲ့တော့မားသွားတယ်လို့ကိုပြောတာပါရှုပ်ပွားနေတဲ့ကောင်းကိုလည်းမကြာခဏကုန်နေတက်လို့တမ်းမိသားစုဘုံလုံးကန်နေသလားတောင်ထင်ရပါတယ် local brand တစ်ထည်ကိုလည်းတလဲစီဝိုင်းဆွကြပါသေးတယ်ရှောက်မတွေးပါနဲ့စမ်းဝတ်ကြည့်တာကိုပြောတာပါခုတ်ဖက်နဲ့လေးကိုသဘောကျလို့ခဏဝတ်ကြည့်မယ်ပြောလို့မပေးရင်လူပြီးဝတ်တက်ကြပါသေးတယ်ရန်ဖြစ်နေရတဲ့ကိုထားကြတဲ့အထင်နဲ့ YBS စီဖို့ပတ်စံမရှိရင်တော့လူတက်ကြပါတယ်စတာပါရန်ဖြစ်ရတဲ့ဝါသနာပါနေရင်ဆိုရစကင်းမှာအုပ်စုလိုက်ရန်ဖြစ်လို့ရကြောင်းပြောပြချင်ပါတယ်တချို့ဆိုသူတို့ကိုသူတို့လဲတန်းစိုးလို့လည်းခေါ်ကြပါသေးတယ်နေမြေပိုင်းချမှုတွေလှုပ်တက်လို့ဟိုသိန်းဒီသိန်းလှုပ်တက်ကြပြီးပလာဇာလည်းသိန်းလေကားလည်းသိန်းအိမ်သာလည်းသိန်းတက်ကြပါသေးတယ်မျိုးသမီးအိမ်သာတော့ခြံထားလို့မယ်ထင်ပါတယ်ဟုတ်ပါတယ်စတာပါနောက်ထပ်ဒီလိုဗီဒီယိုတွေကိုမျက်စိနောက်အောင်တင်ဆက်ပေးအောင်မှဖြစ်လို့လိုအပ်ရင်ဘလော့ထားဖို့ကိုလည်းတိုက်တွန်းလိုက်ပါတယ်